ဒီမှာဆိုလို့ရှိရင်ဒီလိုပေါ်နေရပါတော့ဒီလိုပေါ်နေရနဲ့ဒီမှာဆိုလို့ရှိရင်သူအပေါ်မှာလေးပဲရေးထားရပေါ့နော်တိုက်ပေါ်ဆက်ဆက်ဆိုတဲ့နေရာမှာပေါ့နော်အဲ့မှာဒီ viewer တွေကိုကြည့်ဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့အတန်နဲ့အတန်လေးပဲတတမတ်တစ်ဖြစ်နေဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ဒီဗီဒီယိုက original content ဖြစ်တဲ့အတွက်ပို့ပြီးတော့အဆင်ပြေလို့ပြောထားတယ်ပေါ့နော်ဒီမှာတော့ခုမှစတာမဟုတ်တော့ခုမှဒီ animation ဖြစ်နေရပေါ့နော်ဒီဘက်မှာstar လေးတော့ပွက်ထားတယ်ပေါ့နော်အဲ့ star လေးပွက်ထားတဲ့အနေထားလေးပဲရှိသေးတယ်ပေါ့နော်နောက်တော့ဘာမှမရှိသေးဘူးဒါပေမဲ့ဒီမှာသတိထားမဲ့အချက်ကဒီမှာဆိုလို့ရှိရင်လေပဲသူအဲ့ဒါပိတ်ဆိုင်ရှာလို့ရပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးကပိတ်ဆိုင်ရှာလို့ရပြီဆိုလို့ရှိရင်ဒီမှာAndroid to use star ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အကောက်ကဒီပိတ်ဆိုင်ရှာလို့ရပြီပေါ့နော်ပိတ်ဆိုင်ရှာလို့ရပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လေဒီ monetization ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လေပဲဒီမှာ star ပွက်နေရပေါ့နော် star ပွက်နေပြီးတော့ရှိရင်အောက်မှာဆိုလို့ရှိရင်လေဒီ monetization step ပေါ်နေရပေါ့နော်နောက်ပြီး your pay is any money ဆိုတဲ့ဟာလေးပေါ်နေရပေါ့နော်အဲ့လိုပေါ်နေမှဒီပိတ်ဆိုင်ရှာလို့ရမှာပေါ့နော်ဒီ star ရမယ်ပိတ်ဆိုင်ပေါ့နော်ဒါတော့ဒီအကောက်ဒီမပွက်သေးဘူးပေါ်နေမပွက်သေးဘူးပေါ့နော်ဒါကိုလည်းပဲတိတ်ထားဖို့လို့တယ်အဓိကအရေးအကြီးဆုံးကတော့ original content ကိုတင်ရမှာပေါ့နော်အဲ့ဒါအရေးအကြီးဆုံးဖြစ်ပါတယ်ဗျအဲ့တော့အားလုံးပဲဒီ gate job ဖြစ်ပြီးတော့ပိတ်ဆိုင်ရှာနိုင်ကြပါစေ